Mastering the consonant sounds တွေက Unit 3 သူမှာအတန်3ခုရှိတယ်သူရဲ့ common spelling ကကျတော့ P နဲ့ PH ပဲရှိတယ်ဘယ်တော့မရှိဘူးเนาะ P PH ပဲအဲ့ဒီမှာအတန်က3ခုရှိတယ်ပဖဘာနော်အဲ့တော့ဒီကကျတော့ဗာလားနောက်တစ်ခါကျ PS PH ကကျွန်တော်ကမြန်မာအတန်လုံးမရေးပဲနော်ဗောနော် propose plan ဗောနော်ဒါပေမဲ့နောက်တစ်ခါကျပရဲ့အတန်ရှိတယ် property ဗောနော် property မဟုတ်ဘူး property ဒီခုကျပပဲနော် မဟုတ်ဘူး property ပါနဲ့တွားရတာရှိတယ်ပြီးနောက်တစ်ခုကကျတော့ဒီ K လိုပဲပေါ့နော်ပါနဲ့ဆုံးပြီးတော့နောက်စကလုံးတစ်ခုက consonant vowel နဲ့တွားစတယ်ဆိုတော့သူကလည်းပါနဲ့ပဲတွားလို့ရတယ်နော် slap you မနော် slap you မဟုတ် I'm gonna slap you ဆို slap ပါမြင့်ကိုရိုက်မယ် you နဲ့ပါနဲ့ပြောင်းလိုက်နဲ့ဆက်လိုက်တဲ့စံ pew ဖြစ်တာ pew မဟုတ်တဲ့ pew အဲ့မျိုးပုံစံပေါ့နော်အဲ့ဒါက PH နဲ့ spelling ပေါ့နော် in speech spelling face phone phonetics ပေါ့နော်ဒါကကျတော့တချို့အတွက်ကတော်တော်ခက်တယ် PH ကိုတမပြောတာ pace phone ပေါ့နော် phone ရေးမဲ့အစားလေးနော် FONE ဆိုရင် phone ရေးမဲ့ပိုကောင်းတယ်ဒါပေမဲ့ phone မဟုတ်ဘူးphonetics လည်းမဟုတ်ဘူး phonetics အဲ့ဒီမှာ CS ကကျတော့ TICS ကအဲ့မှာဒါနော်အဲ့ C ရဲ့နောက်မှာ S လိုက်ရင် C ကမြင်ပဲ phonetics phonetic မဟုတ် phonetics all right be sure to pronounce the P ending pin pen pear cap pup puppy အဲ့ဒီမှာလည်း PP ဆိုရင်တော့ပအတန်နဲ့တွားတာပေါ့နော်မထားပေးပါ PP ဆိုရင်ပအတန်နဲ့တွားတယ်ပေါ့နော် puppy all right P is louder before a vowel the ပုံမှန် consonant တန်ပဲ fairly loud before LR we all know that one syllable words pot pie pea spoon two syllable words pencil Peter pepper เนาะအဲ့ဒီမှာလည်း pepper မဟုတ်ဘူး pepper เนาะ pp ဖြစ်တဲ့ per ပါနဲ့တွားเนาะပနှစ်ခုပြသွားတယ် p ကတော်တော်လေးကိုခက်တယ်နည်းနည်းခက်တာတော့မဟုတ်ဘူးတချို့ ph တန်ပဲတချို့တော့ပြောဖို့ခက်တာဒါပေမဲ့ပေါ့နော် p ကကျတော့နဲ့ပါနဲ့အမြင်နဲ့ရောတယ်ပေါ့နော် three syllable words တွေမှာ passenger newspaper paper newspaper မဟုတ်ဘူး paper ပဖြစ်သွားနော် newspaper paper I don't exactly remember that potato အဲ့ဒါကပဲ impatient all right envelope with a stamp cup help pipe တော့ဒါ p နှစ်ခုစလုံးကအမှာပဲလည်းမဟုတ်ဘူး alright အစနောက်ပြောတဲ့မျိုး cup နဲ့ p နဲ့ဆုံးပြီးတော့နောက်တစ်ခုက off လိုက်လာတယ်အချိန်မှာကျွန်တော်ပါလဲ a cup of tea เนาะ a cup of tea a cup of မော်နာ a cup of tea help us မဟုတ်ဘူး help us เนาะအဲ့ဒီ p ကပဖြစ်သွားတယ် alright B နဲ့ P နဲ့ကကျွန်တော်တို့အားလုံးတွက်ကကျွန်တော်မခက်ဘူးလောလောလေးပဲတမပြောချင်အောင် pin bin pen ben pear bear cap cab pup puppy Barbie B ကကျွန်တော်အတန်ကတစ်မျိုးပဲ Barbie b ခါရလိုပဲပေါ့နော်vowel နဲ့ဆိုတော့အတန်ကဘာကလုံးဝပေါ်တယ် BL နဲ့လည်းပေါ်တယ်အဲ့တော့ဒါကနောက်ဆုံးတစ်ခုပဲတွားရအောင်
somebody beautiful butterflies remember it and b is often quiet before a consonant or at the end of the word ဒါလည်းခါတိုင်းလိုပါပဲတောင်းမယ် consonant ရဲ့ function တွေပါပဲ a cab bob bb ဆိုပေမဲ့လည်းရှေ့က b ကအတန်မြင့်သွားတယ်အဆုံးကကြဘနဲ့ပဲဆုံးတယ်ပေါ့နော် Bob's jobဒါကြတော့သူကနှစ်ခုနဲ့ရှင်ပြထားတာ P နဲ့ H နဲ့ပေါ့နော် pin thin hold fold peel feel heat feet pork fork pork hill fill pull full heel feel snip sniff honey funny palm farm hole fall harm farm pole hole တွေ့ရတာငါနော်မွေးတယ်လို့မျိုးမွေးတဲ့တော့နော် F ဘာလို့ဒါနဲ့ကကျတချို့တော့ကတော်တော်လေးပြောရခဲ့တယ်ဒါပေမဲ့အများတော့ဖြစ်လူတွေတော့ကမခက်ဘူး save bet vet fine vine best vest fail veil ban then few view boat vote fast vast boat vote ferry very berry very lift lived huff have bose vose oh တန်ရပါနော် all right wပါနော် vest west we vet vest west vet wet vine wine veil whale veal wheel verse worse alright နောက်ဆုံးတစ်ခုပဲ j နဲ့ y နဲ့စပိတာရှင်ပြထားတာ joke yoke juice use jam yam just yes jeers years jet yet ဘာလို့အဲဒါ session ထဲမှာငါတို့တွေ့ကြတဲ့အချိန်မှာကျွန်တော်ဒီစကားလုံးတွေအားလုံးကကျွန်တော်တခါတည်းရေးချထားပြီးတော့ကျွန်တော်ကပြောခိုင်းမယ်ချက်ချင်းပေါ့နော်သူကအားလုံးနဲ့ gown ထဲမှာဒီ title လောက်ထားပြီးတော့အောက်မှာစကားလုံးတူတဲ့ဟာတွေရေးပြီးတော့အဲ့ဒါကိုအားလုံးတကြောင်ပေါ့နော်ပြောချင်ခိုင်းမှာဟုတ်တယ်ပေါ့နော်အဲဒါအဓိကကျဒါရပေါ့နော်ပြီး w v b ဒါရီပေါ့နော်ရှေ့ကဒါ all right thank you so much all the best